ဘဝအတွက်အမှုမြတ်ဆုံးစိတ်တစ်ခွက်သို့မဟုတ်မေတ္တာတရားမေတ္တာဆိုတာပေးလိုက်ရုံနဲ့နှွေးထွေးသွားတဲ့စိတ်ရဲ့အလင်းရောင်ပါဘဝဆိုတာခက်ခဲကြမ်းတမ်းတဲ့ပြိုင်ဆိုင်မှုတွေသဘောထားမတိုက်ဆိုင်မှုတွေစိတ်ဖြည့်ဆည်းမှုတွေနဲ့ပြည့်နှက်နေတတ်ပါတယ်ရုပ်ဝတ္ထုတွေဘလောက်ပဲပြည့်စုံနေပါစေစိတ်ထဲမှာမေတ္တာတရားခေါင်းပါနေရင်ဘဝဟာရှောက်ကပ်ပြီးစိတ်ဆင်းရဲစရာအကောင်းဆုံးဖြစ်နေတတ်ပါတယ်ဒါကြောင့်မို့လူသားတိုင်းအတွက်နေ့စဉ်ဘဝမှာအလိုအဆုံးအရာဟာမေတ္တာတရားပဲဖြစ်ပါတယ်နေ့ရက်တွေကိုဖြတ်သန်းရင်မေတ္တာတရားနဲ့တရားအသည့်လေးတွေကိုနှလုံးသွင်းကြည့်ပါကိုမေတ္တာပို့ခြင်းမှစတင်ပါမေတ္တာဆိုတာကိုယ်ထံမှာပြည့်လျံနေမှတပါးသူကိုမျှဝေပေးနိုင်တာပါမပြည့်စုံသေးတဲ့ကိုအပြစ်မတင်ပါနဲ့ငါလဲဒုက္ခကလွတ်မြောက်ပြီးငြိမ်းချမ်းပါစေကိုအရင်ဆုံးခွင့်လွှတ်ခြင်းမေတ္တာပို့ပေးပါတပါးသူရဲ့လိုအပ်ချက်ကိုနားလည်ပေးပါဒေါသထွက်နေသူအလိုမကျဖြစ်နေသူတိုင်းဟာစိတ်ထဲမှာနာကျင်မှုတစ်ခုခုကိုခံစားနေရလို့ပါသူလဲငါလိုပဲဒုက္ခတွေကြုံတွေ့နေရရှာမှာပဲဆိုတဲ့သနာခြင်းကရုဏာမေတ္တာစိတ်နဲ့ကြည်လိုက်တဲ့အခါမလိုလားအပ်တဲ့အမုန်းတွေစိန်ကားမှုတွေလျော့ပါသွားပါလိမ့်မယ်မေတ္တာဟာစိတ်ရဲ့အကောင်းဆုံးအကာအကွယ်ပါသူတစ်ပါးကကိုမကောင်းပြောတာမကောင်းလှုပ်လာခဲ့ရင်တော့ဒေါသနဲ့တုတ်ပြန်လိုက်ရင်ကိုပါပူလောင်သွားပါလိမ့်မယ်မေတ္တာတရားနဲ့တုတ်ပြန်ခြင်းကသာစိတ်ကိုအပူမကူအောင်အကာအကွယ်ပေးနိုင်တဲ့ကဘာဘောကအကောင်းဆုံးဒိုင်းလွှာတစ်ခုဖြစ်ပါတယ်ဒီအေးလေးတစ်ခွက်ကအပူကိုငြင်းအေးစေတယ်လို့ပဲမေတ္တာစိတ်လေးတချို့ကဘဝရဲ့ခက်ခဲကြမ်းတမ်းမှုတွေကိုမေတ္တာအေးဖြစ်ပြောင်းလဲပေးနိုင်ပါတယ်မေတ္တာပေးနိုင်သူဟာကဘာပေါ်မှာအရှမ်းသာဆုံးပုဂ္ဂိုလ်ပါပဲဒီနေ့မှာတင့်ပတ်ဝန်းကျင်ကလူတွေကိုပြုံးပြလိုက်ပါအကူအညီပေးလိုက်ပါဒါမှမဟုတ်စိတ်ထဲကနေငြိမ်းချမ်းပါစေကြောင်းဆုတောင်းမေတ္တာပို့ပေးလိုက်ပါအဲ့ဒီမေတ္တာရဲ့အချိန်ဝါဟာတင့်စီကိုအစပေါင်းများစွာနဲ့ငြိမ်းချမ်းမှုအဖြစ်ပြန်လဲရောက်ကြည့်လာမှာဖြစ်ပါတယ်